ဆက်နံလွာအမြင့်ကနေကလေး2ဦးပြုတ်ကျပြီးတဦးသေဆုံးခဲ့တဲ့ဖြစ်ရတဲ့အတွက်ကလေးတွေရဲ့မိခင်ကိုမလေးရှားရဲတပ်ဖွဲ့ကဖမ်းဆီးစစ်ဆေးနေတယ်လို့နိုင်ငံတကာသတင်းတွေမှာဖော်ပြပါတယ်။ဂျိုဟိုးပြည်နယ်တန်ပွိုင်မှာရှိတဲ့အင်ယာတစ်ခုအတွင်းတနင်္ဂနွေနေ့မနက်ပိုင်းကပြုတ်ကျမှုဖြစ်စဉ်ကြောင့်10နှစ်အရွယ်မိန်းကလေးသေဆုံးခဲ့ပြီးအကိုဖြစ်တဲ့10နှစ်အရွယ်ယောက်ျားလေးကတော့ပြင်းပြင်းထန်ထန်ဒဏ်ရာတွေရပြီးကုသမှုခံယူနေရပါတယ်။ကလေး2ယောက်လုံးကသူတို့နေထိုင်တဲ့ဆက်နံလွာကနေရေကူးကန်နာကအဆောက်အုံအောက်ဖက်အလွှာတစ်ခုစီကိုပြုတ်ကျခဲ့ကြတာပါ။2ယောက်လုံးကိုဆေးရုံပို့ခဲ့ပေမဲ့10နှစ်အရွယ်မိန်းကလေးကလမ်းမှာပဲတည်ဆုံသွားခဲ့တာလို့သိရပါတယ်။ဒီဖြစ်စဉ်အတွက်သူတို့ရဲ့မိခင်ဖြစ်သူ38နှစ်အရွယ်အင်ဒိုနီးရှားအမျိုးသမီးကိုအဲ့ဒီနေ့လယ်ပိုင်းမှာပဲရဲတွေကဖမ်းဆီးပြီးစစ်ဆေးမှုတွေလုပ်ဖို့အတွက်ချုပ်ရက်ရမန်ယူခဲ့တယ်လို့အေရှား1သတင်းဌာနကဖော်ပြပါတယ်။ကနဦးအချက်အလက်တွေရတော့ဖမ်းဆီးခံရတဲ့မိခင်ဟာပြစ်မှုမှတ်တမ်းဟောင်းမရှိသလိုစစ်စစ်ချက်တွေအရမွေးစေးတုံးထားတာမျိုးလည်းမတွေ့ရဘူးလို့ဂျိုဟိုးပြည်နယ်ရဲမင်းကြီးကပြောပါတယ်။ဖြစ်စဉ်ကိုမျက်မြင်တွေ့ခဲ့ရတဲ့ဒေသခံတချို့ကတော့ကလေးတွေရဲ့မိခင်ဟာအခင်းဖြစ်ချိန်တုန်းကရေချိုးနေပုံရပြီးအိမ်နီးချင်းတွေရဲ့အော်တန်ကြောင့်ပြေးထွက်လာတာတွေ့ရတယ်လို့ဆိုပါတယ်။အဲ့ဒီလိုပြေးထွက်လာချိန်သူ့စပင်မှာရေဆက်လက်နဲ့ပဲရှိသေးတယ်လို့လူမှုကွန်ရက်မှာမျှဝေကြပါတယ်